တယောက်ယောက်ကိုလက်မလို့မစွန့်လို့ချင်သေးသူများအတွက်ခံစားချက်နဲ့ထပ်တူကြမယ်တခြင်းနာကအင်္ဂလိပ်စာလေးလာကြမယ်တခြင်းနာမည်ကတော့ Stay a Little Longer ဖြစ်ပါတယ် Rose ကတီးဆိုထားတာဖြစ်ပါတယ်တခြင်းနဲ့ကနေလေးလာသွားမယ့်အင်္ဂလိပ်စာကြောင်း၃ခုကတော့ Stay a little longer Make me wanna hate you so I don't have to miss you ပါ Stay a little longer ဆိုတာကခဏလောက်ဖြစ်ဖြစ်ထပ်နေပါလို့တောင်းဆိုတဲ့အင်္ဂလိပ်စာကြောင်းပုံစံဖြစ်ပါတယ်မိတ်ဆွေကဒါကိုမေးခွန်းပုံစံနဲ့ပြောမယ်ဆိုရင် Can you stay a little longer ဆိုပြီးတော့လေအသုံးပြုလို့ရပါတယ်ဒုတိယစာကြောင်းအနေနဲ့ကတော့ Make me wanna hate you ဖြစ်ပါတယ်သူကိုဘာသာပြန်မယ်ဆိုရင်ငါ့ကိုမင်းကိုမောအောင်လုပ်ပေးပါလို့တောင်းဆိုတဲ့စာသားပုံစံမျိုးဖြစ်ပါတယ်ဒီစာကြောင်းမှာ make က causative verb ဖြစ်ပါတယ်သူကို make plus object plus base verb grammar နည်းအတိုင်းအသုံးပြုထားတာဖြစ်ပါတယ်ဥပမာစာကြောင်းနေဆိုရင် She made me wanna hate her but I still love her သူမကကျွန်တော်ကိုမောအောင်လုပ်ခဲ့ပေမဲ့ကျွန်တော်ကတော့ချစ်နေသေးပါပဲတတိယစာကြောင်းအနေနဲ့ကတော့ So I don't have to miss you ဖြစ်ပါတယ်ဒီစာကြောင်းကိုဘာသာပြန်မယ်ဆိုရင်ဆိုတော့မမင်းကိုမလွမ်းရတော့ဘူးဒီစာကြောင်းမှာဆိုရင် have to ကရတယ်လို့ကျွန်တော်တို့ကဘာသာပြန်လို့ရပါတယ် have to ကိုဘယ်လိုနေရာမှာသုံးလဲဆိုရင်တစ်ခုခုကိုမဖြစ်မနေလုပ်ရမယ်ဆိုရင်ကျွန်တော်တို့ကဒီ have to ကိုအသုံးပြုပြီးတော့ပြောလို့ရပါတယ်ဥပမာစာကြောင်းအနေနဲ့ဆိုရင် Make me wanna hate you so I don't have to miss you အခုကိုအဆုံးထိလေ့လာပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခုနားထောင်နေတဲ့သူကငိုတော့ငိုမနေတော့ပါဘူးเนาะ